ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။အခင်းစီးရီး channel ကနေပြီးတော့ပရိသတ်များအားလုံးကိုကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတင်ဆက်ပေးမယ့်ဇာတ်လမ်းကတော့စာရေးဆရာမင်းဟိန်ခန့်အောက်တာဒီပရေးသားထားတဲ့မန်တန်ထူးမောင်နဲ့ပညာသည်အလောင်းဆိုတဲ့ဇာတ်လမ်းရဲ့အပိုင်း31ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။အလွန်အင်မတန်မှအစွမ်းထက်လှပါတယ်ဆိုတဲ့ကြောင်လက်သေးအမိခံပွဲစားမောင်ချက်ကမရှုမလဘဝဆုံးခဲ့ရကြပြီ။မန်တန်ထူးမောင်လည်းမိမိရဲ့ချစ်သူမိန်းကလေးမပန်းဖြူနဲ့မိတ်ဆွေကြီးဦးတန်ငယ်တို့ကိုကယ်တင်နိုင်ခဲ့တဲ့အပြင်ဓာရီမှာအလွန်ထက်မြက်တဲ့မဟူယာဓာနရှင်ကြော်ထင်ကိုပါအဖွဲ့ဝင်တအုပ်အဖြစ်ရရှိခဲ့တယ်။ကြော်ထင်ရရန်ညိုးတစ်ခုကြောင့်မောင်ချစ်ကိုလာရောက်လက်စားချေရင်နဲ့ထူးမောင်တို့နဲ့စုံမိကြခြင်းပဲဖြစ်တယ်။မြေအောက်အဖွဲ့လို့ခေါ်တဲ့အစွမ်းထက်ပညာတဲ့အဖွဲ့စည်းဝယ်ဖြစ်ပေမဲ့ဓာနရှင်ကြော်ထင်ရမပန်းဖြူနဲ့ထူးမောင်တို့လိုလွတ်လပ်စွာနေလိုသူဖြစ်တာကြောင့်အဖွဲ့ကိုစန့်ကျင်ခဲ့လေပြီ။မြေအောက်အဖွဲ့စည်းကြီးကနေကျအစိုးရကိုအာဏာဖီဆန်တဲ့ပြင်ပလောကကပညာသည်တွေကိုဖမ်းဆီးနှိမ်နင်းပြီးစုချင်းငွေရှုကအသက်မွေးတဲ့ကြေးစာအဖွဲ့စည်းကြီးဖြစ်တဲ့အဖွဲ့ဝင်ဖြစ်ပြီးရင်လေမသိမချင်းအဖွဲ့ကနေမထွက်ရတဲ့စီးမြင်လေးရှိနေပြီးတော့အခုဓာနရှင်ကြော့ထင်ကအခုပန်းဖြူလိုပင်တစ်ဆက်ပေါက်အမိခံဖြစ်ရတော့တယ်။မောင်ချက်ကိုနှိမ်နင်းပြီးထူးမောင်နဲ့အတူပန်းဖြူဦးတန်ငယ်ကြော့ထင်တို့ကမြင်းကြီးမိုးမောင်တို့နဲ့အတူထွက်လာခဲ့တယ်။ရှေ့ကိုခရီးမဆက်ပဲနောက်ကျောင်းကိုသွားနေကြတာကလည်းအကြောင်းရှိတယ်။ဦးတန်ငယ်နဲ့ပန်းဖြူတို့ကထိုးဆန်းစွာစီရင်ထားတဲ့အချုံနောင်တန်ခွင်းတွေကြောင့်မော်ပညာတွေအသုံးပြုလို့မရသေးတာကြောင့်ဖြစ်တယ်။မောင်ချက်ကအဲ့ဒီတန်ခွင်းတွေကိုမြေအောက်အဖွဲ့ဝင်တအူးစီကအကူကြီးယူပြီးချုံနောင်ထားခဲ့ခြင်းဖြစ်ရာတခြားသူကလုံးဝဖျက်ဆီးပေးလို့မရပြီ။အခုမောင်ချက်လည်းသိခဲ့ချေပြီ။ထူးမောင်ကိုယ်တိုင်ကအစအဲ့ဒီတန်ခွင်းနှစ်ခုကိုဘလို့ဖျက်ဆီးရမယ်မသိတာကြောင့်သူ့ကိုကျင့်စဉ်တွေလမ်းပြပေးနေတဲ့ဆရာဖြစ်သူဦးကာလာစီကိုအကြံဉာဏ်သွားတောင်းကြခြင်းပဲဖြစ်ပါတယ်။တရက်လောက်ကြာတဲ့အခါမှာတော့လန်ခရီးတနေရာမှာအဝေးမှစွန်ကြီးတကောင်ပြန်ဝဲလာတာကိုအားလုံးကမြင်လိုက်ကြရတယ်။စွန်ကြီးကကောင်းကင်ထက်မှဝဲရင်နဲ့ထူးမောင်တို့ရှိရာကိုထိုးဆင်းလာတဲ့အခါကြော်ထင်ကသူမွေးထားတဲ့တရဝါဖြစ်ကြောင်းပြောပြီးတော့ဘယ်လက်ဖြံပေါ်မှာနားကိုစေးပါတယ်။စွန်နှုတ်သီးမှာပေရွက်လက်ကလေးတစ်ခုကိုကိုက်ချီထားပြီးတော့ကြော်ထင်ကစာကိုယူလိုက်တယ်။အိမ်နောက်လက်ကိုဆန့်ထုတ်ပြီးစွန်ကြီးကိုပြန်ထွက်သွားစေခဲ့တယ်။အားလုံးလည်းစားလိုက်ထဲရစာကိုစိတ်ဝင်တစားဝိုင်းပြီးတော့ကြည့်ကြတယ်။ထူးမောင်မှာမျက်လုံးမမြင်ရသူဖြစ်တာကြောင့်တခြားသူတွေဖတ်ကြားတာကိုသာနားဆွင့်ရတယ်။စာအတွင်းမှာတော့မြင်းနဲ့ရှင်အမိခံမန်တန်ထူးမောင်ခေါင်ရမ်းဖြူအမိခံမပန်းဖြူဂလုံးပြတ်အမိခံဦးတန်ငယ်မဟူရအမိခံဒါနတ်ရှင်ကြော်ထိန်အထက်ပါ၄ယောက်တို့သည်အင်္ဂလိပ်အစိုးရထံမှဝရမ်းနှင့်စုကြီးထွက်ပြီးပုံကံသူများဖြင့်တတ်မှတ်ခံထားရပြီဖြစ်၍တင်တို့ကိုမြေအောက်အဖွဲ့မှအထူးအခွင့်အရေးတရက်ပေးလိုက်သည်တင်တို့လေးဦးသည်အမည်ရပြီးအစစ်မြစ်ပညာသည်တွေဖြစ်ပါ၍ရာဇဝတ်ဘေးဒဏ်မခံလို့ရင်ကျွန်ုပ်တို့မြေအောက်အဖွဲ့သို့ထိုက်တဲ့သောယာတို့များဖြင့်ဝင်ရောက်ခိုလုံနိုင်သည်တင်တို့လက်ဝဲကင်ထားတဲ့မှော်မန်နဲ့ပရပိုက်ကိုလည်းကျွန်ုပ်တို့မြေအောက်အဖွဲ့ကအလိုမရှိသည်ဖြစ်၍စိတ်ချယုံကြည်စွာတစ္ဆာခံလိုပါကခံယူနိုင်သည်ဆယ်ရက်အတွင်းအကြောင်းမပြန်ပါကတင်တို့အားတပုံဖြစ်တတ်မှတ်၍မြေအောက်အဖွဲ့ကပြစ်ဒဏ်စီရင်ရပါလိမ့်မည်လျှို့ဝှက်သောအစစ်လုံမှော်ပညာသည်များကြီးစားမြေအောက်အဖွဲ့စည်းဟူ၍ပင်ဖြစ်ပါတော့တယ်အဲ့ဒီစာသားကိုဖတ်ပြီးတဲ့အခါထူးမောင်အပါဝင်၄ဦးသားကတဖြည်းဖြည်းပြုံးရကနေသဘောကျစွာရှိမောကြရင်နဲ့ကြော်ထင်ရပေးစာလက်ကိုစုပ်ပြဲပစ်လိုက်တော့တယ်။သူတို့ရဲ့ရည်တန်းကြောင့်မြင်းကြီးမိုးမောင်ကခြေလမ်းတွေပိုးပြီးတွက်လာတော့တယ်။အဲဒီလိုနဲ့ဥကာလာရှိရာတင်းချိုင်းစီရဲ့သို့မန်တန်ထူးမောင်လမ်းပြမှုနဲ့ခရီးဆက်ခဲ့ကြတယ်။ကိုထူးမောင်စမ်းကြည့်တာမှမဟုတ်ဗျာ။ဒီတန်ခွင်းတွေကိုကျုပ်တို့ဓာတ်နဲ့ဖြတ်ကြည့်မယ်ဗျာ။မရပါဘူးဆိုကိုကြော်ထင်ရ။ကဲခမည်းလဲစိတ်ပေါ်တော့စမ်းကျင်နေဆိုရင်လေရော့ထားထူးမောင်ကကိုဌာနတန်သေးဓာတ်ကိုဆွဲချွတ်ပြီးကြော်ထင်ရဲ့လက်ထဲကိုပစ်ပေးလိုက်တယ်။ကြော်ထင်ကဓာတ်ကိုစကြည့်ရင်နဲ့ဓာတ်ကောင်းမဲဆိုပြီးရေရွတ်လိုက်သေးတယ်။အဲဒီနောက်မှာကိုဌာနတန်သေးဓာတ်နဲ့ဓာတ်နဲ့နှစ်ချောင်းတို့ရဲ့စွမ်းအားတွေကိုသုံးပြီးတော့ဦးတန်ငယ်လက်ကတန်ခွင်းကိုချိုးဖြတ်ကြည့်တယ်။လုံးဝမရတဲ့အခါပန်းဖြူလက်ကိုတစ်ခါစမ်းပြန်တယ်။အဲ့ဒီအခါမှလေတန်ခွင်းကမပြတ်ပြီးဂိုင်းမောပြီလားကျုပ်မပြောဘူးလားအေးဗျာဒီလိုပညာဘာမှမဟုတ်တယ်လို့နဲ့ဒီလိုကြောက်လေတွေးကြည့်ကြောက်စရာကြီးလူကိုမထိကြိုက်ပဲလက်ကဝက်မှာဖြုံမရတဲ့တန်ခွင်းလေးစွတ်နေရနဲ့တယ်ဘလို့မော်ပညာမှသုံးလို့မရတော့ဆိုတာထူတော့ထူတာအဲ့ဒါကြောင့်လေခမများတို့လိုမြေအောက်အဖွဲ့ဝင်ဖြစ်နေရပေါ့ဗျာနေစမ်းမအောင်ဗျာခမများတို့ကပို့ပြီးတော့ရင်းနေကြမှာပေါ့ဒီတန်ခွင်းစီရင်သူကဘသူတဲ့တော့လက်ရှိရောဘယ်ရက်မှနေတာတော့အရွယ်ကတော့ဦးတန်ငယ်တို့လောက်ရှိပြီဗျာသူ့ရဲ့မြေအောက်အမည်ကတော့တန်လက်ကောက်တဲ့တိုက်ခိုက်ကြီးလဲအတော်လေးကောင်းနေအပြင်မှာတော့သူ့ကိုဘာထိုးကြီးလို့လူသိများတယ်အဲ့ဒီခါဦးတန်ငယ်ကငါကြားဘူးလေကွာတရင်တနည်းတော့မသိဘူးဒါနဲ့ထူမောင်မင်းရဲ့တေဇောမှန်တဲ့အစွမ်းနဲ့ဒေတာအပူပေးပြီးတော့ရေဖြော်လိုက်လို့မရဘူးလားငါဗပဲဆရာအတွေးတပေါ့ကွာစမ်းကြည့်မလားဦးတန်ငယ်ရတော့ရလိမ့်မယ်
တန်အေးပြောလောက်တဲ့အဘူးဆိုရင်ဥတန်ငယ်လက်တစ်ချောင်းလုံးနဲ့အယိုးကြံကန်းကောင်းပေါ့ဒါဖြစ်နေပါစီတော့ကွာမင်းဆရာကြီးဥကလာကြီးစီပဲရအောင်သွားကြပါတော့မယ်ဥတန်ငယ်ကခရီးဆက်ရင်နဲ့လမ်းမတွေ့တဲ့အရက်ဆိုင်မှန်သမျှဝင်တောက်လေးရှိပြီးတော့ဝါးကြည့်တော့ကလေးနဲ့လည်းလမ်းကိုပါအောင်တဲလေးရှိတယ်ကျော်ထင်းကလူသစ်ဖြစ်ပေမဲ့လည်းဖော်ရွေပြီးထူးမောင်တို့နဲ့အတော်လေးအဆင်ပြေပါတယ်ပန်းဖြူနဲ့ကျော်ထင်းတို့ကလည်းမြေအောက်ကိုင်းမှာကလေးကမိတ်ဆွေရင်းချောင်တွေဖြစ်နေတာကြောင့်မထူးဆန်းလာပါချင်းပန်းဖြူကတော့မြင်းကြီးမိုးမောင်ကိုချစ်တယ်လို့နဲ့ထူးမောင်နာမခွာပြီးထူးမောင်မှာထုံးစံအတိုင်းပဲပန်းဖြူကိုပညာသည်ဖြစ်ပြီးမပြောရကောင်းလားဆိုပြီးတော့စိတ်ခုမြေခုနေစိအဲ့လိုနဲ့2 ရက်လောက်ကြာတဲ့အခါဥက္ကလာနေတဲ့တင်းញိုင်ကြီးတဲ့ကိုအဖွဲလိုက်ရောက်လာခဲ့ကြတယ်။ဥက္ကလာတင်းញိုင်စရက်ပေါ်မှာဟောက်တန်ထွက်လာအောင်နှိမ့်နှိမ့်ချချကြီးအိမ်မောကြလျက်ရှိရာထူးမောင်လည်းဓားကိုထုတ်ပြီးတော့ဥက္ကလာကိုဘော်ကိုလှမ်းပစ်လိုက်တယ်။အဲ့ဒီကအဲ့ညီတဲ့ဥက္ကလာကလျက်တစ်ပြက်လှုပ်ရှားလာပြီးတန်သေးဓားကိုအယိုးကစီးဖက်လိုက်ရင်နဲ့ရီရီမောမောနဲ့နိုးထလာပါတယ်။မိကိစ္စအောင်မြင်လာပြီလားကောင်းနေ။အဖွဲလိုက်ကိုခြိတက်လာပါရောလားကွာ။ဟေးလာကြပါဗျာလာကြပါ။ကိုလူတို့ရောက်လာမှန်းသိလို့စောင့်နေရင်းနဲ့အိပ်ပျော်သွားတာပါဥက္ကလာကလည်းထူးမောင်ကိုဓားပြန်ပေးရင်းနဲ့တစ်ဖွဲ့လုံးကိုတင်းချိုင်းစရက်ပေါ်ကိုရရရောရောခေါ်တင်ပြီးမိတ်ဆက်စကားဆိုတယ်ဟုတ်တယ်ဥက္ကလာရင်မောင်ချစ်တော့သွားရှာပြီဗျမိတ်စာတကောင်ရောသွားတယ်ဆိုပါတော့ဗျာဟောဒီမှာမောင်ချစ်ကိစ္စကုရှင်းပေးတဲ့ကိုကျော်ထင်းလည်းပါတယ်ဆိုပါတော့ဓားနဲ့ရှင်ကျော်ထင်းဆိုတာခုမှမြင်ဘူးတော့လေကွာဟောဒီမှာစွန့်ငွေစင်းနဲ့ပါနေလို့ကြည်နေတာကွာဒီမှာကြည့်ကြစမ်းမအောင်မင်းတို့ပုံနေဥတန်ကရလည်းအရက်မော့ရင်လှမ်းကြည့်တယ်အခြားသူတွေကလည်းဥက္ကလာလက်ထဲကဆောင်ရွက်တွေကိုဝိုင်းကြည့်ကြတယ်အလိုရှိသည်ဆိုတဲ့စာရန်တွေနဲ့သူတို့ရဲ့ပုံရိပ်အသစ်တွေကိုမြင်လိုက်ကြရအားလုံးကပြုံးရွှင်နေကြတယ်မြင်းနဲ့ရှင်စုငွေ100ကျပ်ခေါင်ရမ်းဖြူစုငွေ90ကျပ်ဂလုံးပြန်ဥတန်ငယ်စုငွေ80ကျပ်မဟူရာဓာနဲ့ရှင်ကြော်တဲ့စုငွေ90ကျပ်ဥတန်ငယ်ကြီးကမြေအောက်ဂိုင်းသားတွေထက်စုငွေပုံများနေတာကြောင့်ဂုံယူဝမ်းမြောက်စွာရှိမောရင်အရက်ကိုဆက်တောင်းနေတယ်။ကဲလာရင်ကိစ္စပြောကြပါဒီလိုပါဥက္ကလာမြေအောက်အဖွဲ့ကအစစ်မြင့်မှော့ပညာတဲ့တအုပ်ဖြစ်တဲ့ဘာထွေးစီယာနဲ့အချုံနောင်တန်ခွင်း2ခုမောင်ချစ်ကအကူကြီးတောင်းပြီးတော့တရားဥဒငယ်နဲ့ပန်းဖြူတို့လက်မှာချုပ်ထားပါတယ်။သိပြီဒီတော့သူတို့ပညာတွေအားလုံးအချုပ်ခံလိုက်ရပြီ။ဘာမှလုံးမရတော့ဘူးဆိုပါတော့အဟုတ်ပဲဗျာ။အဲ့ဒီတန်ခွင်းတွေကိုဖျက်ဆီးနီးလာပြီးတော့အကူကြီးတောင်းတာပါဥတန်ငယ်ခတ်တော်တာပဲကွာမင်းတို့တော့ချွတ်မရတာငါဘလို့ချွတ်ပေးရောက်ရမှာတော့ထူးမောင်ရဲ့နီးလည်းမရှိဘူးလားမင်းသိတဲ့အတိုင်းပဲလေကွာငါအိမ်မက်ထဲကအထက်ကခိုင်းတာသာလုပ်ပေးရတာဒီเจ้าနဲ့ပတ်သက်ပြီးဘာမှငါ့ကိုအိမ်မက်မပေးကြဘူးဒါဖြစ်လဲဘယ်တက်နိုင်မှာမလဲဗျာနောက်ဆုံးနေ့ဖြစ်တဲ့ဘာတို့ရတွေ့အောင်ရှာပြီးတော့ဖြုတ်ခိုင်းရတော့မှာပေါ့ကျုပ်တို့သွားမယ်ဗျာနေုံကခုမှရောက်တယ်အဝေးရလာတဲ့အတူတူနားပါအောင်ရောက်တော့ရောက်ခိုင်မင်းကိုပညာပေးဖို့ရှိတယ်ထူးမောင်ဟုတ်သားပဲကိုထူးမောင်ရဲ့ကျမတို့လည်းတာမန်လူလိုဖြစ်သွားတော့ခရီးဝေးနေရတာမောပါတယ်ဦးကြီးကမှအရက်တော့လို့ပင်မန်းတာကိုခံနိုင်အောင်မေတရက်နဲ့ရက်နေပါအောင်ဒီလိုဆိုဖြစ်လဲကောင်းပါပြီကိုကျော်ထဲလာဗျာရောက်တော့လေးစကားပြောရအောင်ဥက္ကလာလည်းခမရကိုတွေ့ကျင်နေပုံရတယ်အားလုံးလည်းဝိုင်းဖွဲ့ပြီးမော်ပညာနဲ့ဆိုင်ရာစကားဝိုင်းတစ်ခုဖန်တီးလိုက်ကြပါတယ်ငါဦးသားစကားပြောသူဟာပြောနားသူဟာနားရင်းနဲ့တင်းချိုင်းမှာစီစီကားကားကလေးနဲ့ပျော်စရာတော့ကောင်းသွားတော့တယ်ပြောကြဆိုကြရမှာဥတန်ငယ်ကြီးကမူးနေချိန်စကားလုံးဝမပြောဘဲငြိမ်နေပြီးအမှုပြေမှာစကားဝိုင်းနဲ့ဝင်လာတယ်သူအကျဉ်တစ်ခုဖြစ်ပြီးမူးနေတဲ့အခါစကားတွေမှာအမှားပါတတ်တာကြောင့်တစ်ကြောင်စကားတမ်းမဝင်တာကြောင့်တစ်ကြောင်အယိုသေးတန်တာကြောင့်တစ်ကြောင်လူကျင့်ဝတ်ကိုစောင့်ကြည့်တာကြောင့်တစ်ကြောင်မူးနေချိန်ကိုလုံးဝစကားပြောလိမ့်မရှိပဲအမှုပြေမှာဝိုင်းနေဝင်လာတယ်ပပဲစရာကြီးပြီးဥတန်ငယ်နဲ့ဆက်ပြီးတော့လေမော်ပညာစကားဝိုင်းကကြော်ထင်းရဲ့ဓားကြောင်းကိုစိတ်ဝင်တဲ့စားမေးမြန်းပြောဆိုကြပါတော့တယ်ဆိုပေါင်းမော်ကြော်ထင်းရမင်းကင်ထားတဲ့ဓားနဲ့အကြောင်းငါဓားတွေဆိုတိတ်ပြီးစိတ်ဝင်စားတာကွာဦးကြီးကဓားတွေကိုစိတ်ဝင်စားရပြောပြီးတော့ဘာကြောင့်ဒီပပဲထုတဲ့တန်းတူအလေးကြီးကိုလက်နဲ့အဖြစ်သုံးရတာတော့ဒီတူကြီးကိုတယောက်ယောက်ကင်တာမြင်ဘူးသလိုပဲအရင်ကတော့ဦးကြီးကဓားကြီးကင်လေးရှိပါတယ်ဒီပိတ်တာ20လောက်လေးတဲ့တူကြီးကဦးကြီးရဲ့မိတ်ဆွေဦးတော်မောင်လက်ဆောင်ပေးထားရဲ့ဖြစ်စီသူဆုံးပါသွားပြီးတဲ့နောက်အမတ်တရအနေနဲ့ဦးကြီးကလည်းဒီတန်တူကြီးကိုပဲကင်ရတော့တာဆိုပါတော့။အော်ကျုပ်တို့မြေရောက်ဖွဲ့မှာတချင်းကအသက်အကြီးဆုံးနဲ့တိတ်လေးစားရတဲ့ဦးတော်မကြီးရဲ့လက်နဲ့ဖြစ်နေတာကိုဒါကြောင့်မြင်မှုပါတယ်လို့တွေးနေမိတာ။ကျုပ်သားအကြောင်းပြောရမယ်ဆိုရင်တော့ပြောစရာများများမရှိပါဘူး။ရှေးဟောင်းကြားတက်လက်လို့တော့ပြောရမှာပဲ။ကုန်းမောင်ခေအထိသာလက်လန်းမိတော့တယ်။နှစ်ပေါင်းဘယ်လောက်ကြာပြီလဲတော့ကျုပ်လည်းမသိဘူးဗျ။ကျုပ်ကတခြားမှော်ရဲလို့လည်းဘာမှမတတ်ပါဘူး။ဒီဓာတ်ကိုသာညံရှိတိုင်းသုံးနေရဆိုပါတော့ဗျာ။အခုဒီအချုံနောင်မှော်တန်ကွင်းနေနဲ့တွေ့မှာပဲကျုပ်သားလည်းနာမည်ပြတ်ရောပြုတ်ဒီလိုမဟုတ်ပါဘူးကွာဦးကြီးတသက်မှာဒီလိုတခါမှမမြင်ဘူးသေးတဲ့တဘာဝမဟုတ်တဲ့တတုဆက်ဓာတ်နက်ကတော့အတော်လေးအစွမ်းထပ်ပုံရပါတယ်ဒီတန်ကွင်းတွေကရိုးရိုးတန်နေပါစီရင်တဲ့သူစွမ်းနေလို့သားကျုပ်ခုမှတတိရတယ်ကိုထူးမောင်ကိုင်နဲ့ကိုဌာနတန်သေးဓာတ်နဲ့ကျုပ်ရဲ့ဓာတ်ဘယ်ဟာပိုကောင်းတယ်လဲဆိုတာအသွားချင်းရှင်ပြီးခုတ်ကြည့်ကျင်တယ်ဗျာကိုကျော်ထေတကယ်ပဲစမ်းသက်ချင်တော့ဖြင့်
ကျုပ်ကလည်းကူညီရမှာပေါ့ဗျဒီဓာတ်နှစ်လက်ကရန်သူအဖြစ်တစ်သိန်းဆုံးမှုတယ်ဒီနေ့တော့မိဖြစ်ဆွေဖြစ်ဓာတ်ပညာလေးပါဖလှယ်ရတာပေါ့ဗျာဂိုင်းဇရက်ပေါ်ကစိတ်ငယ်ဗျထူးမောင်နဲ့ကြော်ထင်တို့နှစ်ဦးဓာတ်ကိုစီကံမိဆင်းသွားကြတယ်ဇရက်ပေါ်ကျန်နေသူတွေကလည်းပွဲကြည့်ပြိတ္တလို့ဝိုင်းပြီးတော့ကြည့်နေကြတယ်အဲဒီနောက်မိဖြစ်ဆွေဖြစ်မိဝဲဝဲတောက်အောင်နိုင်ဝက်လောက်ရှင်မိခုတ်ကြတယ်တစ်ချိန်မှနှစ်ယောက်သားအားထည့်ပြီးမိုးတားကိုစီပိုင်းကြရင်နဲ့ထူးမောင်ကကြော်ထင်ရဲ့ခုတ်ချက်ကိုကာလိုက်ရာလက်ခါပြီးဓာတ်လွတ်တော့မလို့ဖြစ်သွားတယ်ကြော်ထင်ရဲ့ဓာတ်ရည်ပညာကျွမ်းကျင်မှုကိုအားလုံးမြင်လိုက်ကြရပြီမဲ့လေဟာသွားပြီကိုထူးမောင်ကြီးဘာတော့ဗျအလန့်တကြားကျုပ်ဓာတ်မှာခက်သေးသေးပဲ့သွားပြီဗျအဆမ်းမေးမစိုးစလောက်လေးဆိုပေမဲ့ကျုပ်ဓာတ်နဲ့ရှင်ခုတ်တယ်မြဘယ်ဓာတ်မဆိုကြိုးတာပဲအခုကျုပ်ဓာတ်ကပထမဆုံးအချိန်တန်သားပဲ့တာပဲဗျထူးမောင်ကကြော်ထင်ရဲ့ဓာတ်ရည်ကိုမမီသေးပေမဲ့ဓာတ်ချင်းရှင်မကထူးမောင်ရဲ့ဓာတ်ကပိုပြီးကောင်းတာကိုတွေ့ကြရတယ်အခုချစ်ကြည်ရေးဓာတ်ခုတ်ပွဲမှာမှော်ပညာလုံးဝမပါပဲဓာတ်တိုင်းပညာတန်းတဲ့ရှင်ပြိုင်ခဲ့ခြင်းသာဖြစ်ပြီးတော့ကြော်ထင်ရဲ့ဓာတ်အသွားကအနှဲငယ်ပဲ့သွားတယ်ဦးတန်ကဲကြီးကိုပြင်ခိုင်းလိုက်ပါဗျခက်သေးသေးပါထူးမောင်ပြောသလိုပဲကြော်ထင်ကသူ့ရဲ့ဓာတ်ကိုပြင်ဖို့အတွက်ဗဘဲဆရာကြီးဦးတန်ကဲလက်ထဲကိုဓနက်ကိုထည့်ပေးလိုက်တော့တယ်ဘယ်နေရာပဲ့ရတော့ကွပြကြပါအောင်ဟောဒီမှာလေးဗျဟောဗျထူးစက်နေပြုအပဲ့ရလေးကပြန်ပြည့်သွားတယ်ဗျကိုဓာတ်အကြောင်းခုမှသိရသလားကွာတခါမှကြီးလို့မဖြစ်ဘူးတော့မသိခဲ့ဘူးလေဗျဓာတ်တွေကတော့လူတွေနဲ့လိုက်ဖက်ပါတယ်တကယ်ကိုအကျော်မော်ဓာတ်ကောင်းနေပဲမိုးချုပ်လူပြီဗျကဲနားကြပါအောင်အဲ့လိုဆိုရင်ထူးမောင်တို့အုပ်စုလည်းဇက်တိုက်ဆိုလိုပဲပြင်ပန်းခဲ့သမျှကိုတင်းချိုင်းမှာပန်းဖြေခဲ့ကြတယ်နှစ်ရက်လောက်သာနေမယ်လို့တွေးပေမဲ့ဦးကလာကထူးမောင်ကိုတန်ရှိနေသေးတဲ့တိတ်စောတန်းနဲ့ဝါရောတက်ကျင့်စဉ်တွေလေ့ကျင့်ပေးနေတာကြောင့်နှစ်ပတ်လောက်ကြာသွားခဲ့တယ်ဓာတ်ကြီးလေးပါးမော်ကျင့်စဉ်ကအပြီးတိုင်မဟုတ်ပေမဲ့လုံလောက်ပြီးလည်းဖြစ်တာကြောင့်ဦးကလာကိုနှုတ်ဆက်ပြီးလေဦးသာပြန်ထွက်ခဲ့ကြပြန်တယ်သူတို့လည်းတန်လက်ကောင်းလို့ခေါ်တဲ့ဘာတူကြီးကိုရှာဖို့အတွက်ဆက်လက်ထွက်ခွာခဲ့ကြတော့တယ်ကိုကျော်ထင်အဲ့ဒီလူကြီးဘယ်မှနေတဲ့ကြားတော့ဗျဒီတိုင်းရှာနေလို့ကတော့မတွေ့ဘူးထမ်းမြင့်ကုန်းဆိုတဲ့ရွာသူ့ရွာပဲကိုထူးမောင်ဒါပေမဲ့ဒီလူကြီးကနေရအတိတ်တကြမနေဘူးမြေအောင်အဖွဲ့ဝင်ဆိုတာသိတဲ့အတိုင်းတောင်ဝင်ရှိရမှာနေတော့တာပဲဒါဖြစ်သူအခုဘာတွေလုပ်နေမယ်ဆိုတာသိရအောင်စုံစမ်းရင်းနဲ့သူ့ရဲ့နေရက်ကိုသိရမယ်ထင်တယ်ဗျအထူးစုံစမ်းမှုမလိုပါဘူးဗျခဏစောင့်ကျော်ထရအနေနာဝဲကျင်မှာအပင်ခက်မြင့်မြင့်ကိုရှာလိုက်တယ်ထမ်းပင်ကြီးတပင်တွေ့တဲ့အခါထမ်းပင်ရှိအောင်ရှောက်သွားလိုက်ပြီးတနက်ကိုထုတ်ယူတယ်အဲဒီနောက်ထမ်းပင်ထက်ကိုပြစ်ဆိုင်လိုက်ရာအသီးအညာအခိုင်ကိုဟိုဘက်ဒီဘက်စိုက်ဝင်သွားတော့တယ်အဲဒီနောက်တနက်ကိုထားခဲ့ပြီးတော့ကြော်တင်နဲ့ထူးမောင်တို့နဲ့အတူခရီးဆက်ခဲ့ကြတယ်ကြော်တင်ပြုတ်လောက်တဲ့အရာကိုဘယ်သူမှနားမလည်ကြပေမဲ့လေမေးမြန်းခြင်းမပြုကြခရီးအတန်းချအောင်သွားပြီးတဲ့အခါကောင်းကင်အမြင့်ထက်မှကြော်တင်ရဲ့ဓာတ်နက်ကထိုးချလာပြီးကြော်တင်နဲ့စီးပြီးဖမ်းထားလိုက်တယ်ဓာတ်ကိုစွန်ကြီးကချီလာခြင်းဖြစ်ပြီးစွန်ကြီးလည်းထိုးဆင်းလာခဲ့ရာကြော်တင်ကသူ့ရဲ့လက်ပေါ်မှာနားစီတယ်ကြော်တင်ရဲ့စွန်ကိုရှာတဲ့နီးလန်းကိုလည်းအားလုံးကသဘောကျနေကြတယ်ကြော်တင်ကပန်းဖြူနဲ့ဦးတန်ငယ်တို့လက်ကတန်ခွင်းကြီးတွေကိုစွန်ကြီးမြောင်ပြလိုက်တဲ့အခါစွန်ကြီးကဦးတန်ငယ်တို့အပေါ်တက်သွားပြီးတန်ခွင်းတွေကိုနှုတ်သီးနဲ့ပေါက်ကြည့်တယ်အဲဒီနောက်အနောက်ရက်ကိုပြန်တန်းသွားကြရာကြော်တင်ကဒီကောင်ကြီးတွေကအမြင်အာရုံအတော်ကောင်းနေဗျဒီဟာတန်ခွင်းတွေကိုမှတ်သားပြီးပုံစံတူအောင်အာရုံခံသွားလိမ့်မယ်တေချာလေးကျင်ထားတဲ့အကောင်ကြီးစိတ်ချလက်ချတာနောက်ကလိုက်ကြပြီးတော့ထူးမောင်တို့အဖွဲ့လည်းစွန်ကြီးပြန်ဝဲသွားရနောက်ကိုခရီးဆက်ခဲ့ကြတယ်စွန်ကြီးကလည်းလူလုံနားလေတယောက်နဲ့ကောင်းကင်မြင်းကနေမပြတ်မင်းထူးမောင်တို့အဖွဲ့ကိုစောင့်နေခရီးမှာအတော်လေးဝေးခဲ့ပြီးရှေ့ကရွာလေးတစ်ရွာမြင်နေရတယ်ကိုကျော်တင်ရှေ့ကဘာရွာတော့အလဲကုန်းလို့ခေါ်တယ်ဗျဟိုဘက်ကညောင်ဝိုင်းရွာတဲ့ဟိုးမှာခရီးမြင်နေရတာကတော့ဘာတွေးနေတဲ့ထမ်းမင်ကုန်းဆိုတဲ့ရွာပဲကျုပ်ကောင်ကြီးကထမ်းမင်ကုန်းမှမသွားပဲအလဲကုန်းဘက်ကိုသွားနေရတခုခုရှိရမြင်ထင်တယ်ကျော်တင်နဲ့အတူထူးမောင်တို့လည်းစွန်ကြီးနောက်ကိုအမိလိုက်ကြတယ်ရှေ့မှာစွန်ကြီးကပြန်နေရကနေနေစင်းလာပြီးဆက်မသွားပဲလဲခွင်းထက်မှာဝဲနေတယ်ထူးမောင်တို့ကလဲငါးခွက်ကြော်ကန်ဝေးကြံခဲ့ပေမဲ့အဲ့ဒီနေရာကိုအမြန်သွားလိုက်ကြတယ်ရောက်တဲ့အခါလဲကတဲ့ဘေးမှာလဲကြသိဆုံးနေတဲ့မိမအလောင်းတလောင်းတွေ့ကြရာဦးတန်ငယ်ကအနီးကပ်ပြီးတော့စိတ်စိတ်ဆက်ဆက်ကြည့်တယ်အသက်ခံရတာပဲကွာညာမှာတေထားပုံပဲအသက်30ကျော်လောက်ရှိပြီလဲပင်တက်တဲ့မှာညိုမဲဆွဲနေတဲ့ဒဏ်ရာရှိတယ်တခုခုနဲ့ပြင်းပြင်းထန်ထန်ရှေ့မိတားသလိုလဲပင်ယွန်းကျိုးပြီးသိနေတာဟိဘယ်ရွာလည်းမသိဘူးဟာဒီမှာတဲလို့စားရရပြီဟိဦးတန်ငယ်မှာတေဆုံးနေတဲ့မိမအလောင်းအနီးမှာလက်ကောက်တကွင်းအရွယ်တန်ခွင်းတစ်ခွင်းကိုတွေ့ရတယ်သူတို့လက်မှာရှိနေတဲ့တန်ခွင်းနဲ့ပုံစံတူဖြစ်ပြီးစတီးလိုပဲပြောင်းလဲနေတယ်ဦးတန်ငယ်လည်းတန်ခွင်းကိုပြန်ချခဲ့ပြီးတော့ထူးမောင်တို့ရှိရာပြန်လာခဲ့တယ်ဦးကြီးဒါဘာတို့လက်ချက်ဖြစ်လိမ့်မယ်ဟုတ်မှာပေါ့ကွာဘာဆက်လုပ်ကြမလဲရွာထဲကိုဝင်ကြတာပေါ့အလဲကုန်းရွာထဲကိုဝင်ကြတဲ့အခါရွာမှာရှိတဲ့သူကိုတကြီးအိမ်ရှိရာကိုမေးမြန်းပြီးအဖွဲလိုက်သွားရောက်ခဲ့ကြတယ်တကြီးအိမ်ကိုရောက်တဲ့အခါရွာတကြီးကလည်းလာရင်ကိစ္စကိုမေးမြန်းရာရွာပြမအလောင်းတလောင်းတွေ့ရကြောင်းကိုထူးမောင်တို့ကပြောပြလိုက်တယ်အဲ့ဒီကရွာတကြီးလည်းရွာသားအနှဲငယ်ကိုခေါ်ပြီးတော့အလောင်းကိုစစ်ဆေးဖို့ရွာပြမထားဖို့ပြောတယ်
ခဏအကြာအလောင်းကိစ္စဖြေရှင်းမှုသွားတဲ့ရွာသားတစုလည်းဒုတ်သားလက်နဲ့ကိုစီနဲ့တကြီးအိမ်ကိုဝင်လာကြတယ်။တကြီးဘာဖြစ်သွားသေးလဲဗျ။ဟာငါကဘာဖြစ်ရမှာတော့မင်းတို့ကရောဒီပုံစံနဲ့ဘာဖြစ်လာကြပြန်တာလဲ။အလောင်းကရောဘသူ့လောင်းလဲ။ကျုပ်တို့ရွာမဟုတ်ဘူးဗျ။ရွာတခါလာဘူးတဲ့မေတော်လေးပါခိုင်းရမိမ့်မှာပါ။ကျုပ်တို့အလောင်းကိုမထိရဲဘူး။သူတို့ခိုင်းရလာပြီးရှင်းပါလိမ့်မယ်။ဟင်အေးဒါပြမင်းတို့ကဒုတ်တွေဓာတ်တွေနဲ့ဘာဖြစ်လာတော့ပြောကြပါအောင်။တကြီးကိုစိတ်မချလို့လာတာဗျ။ဧည့်သည်တွေကျုပ်တို့တမျိုးတော့မထင်ကြနဲ့ဗျာခမရတို့တွေကဟိုလူကြီးနဲ့ဟိုမင်းကလေးလက်မှာဝတ်ထားတဲ့တန်ခွင်းတွေနဲ့စင်တုပ်ကွင်းတစ်ကွင်းကိုအလောင်းသားကကောက်ရခဲ့တယ်ဟောဒီမှာကြည့်ကြရွာသားတွေကလည်းတန်ခွင်းကိုစပွဲပေါ်ပြစ်တင်များလိုက်တဲ့အခါမှာတော့တကြီးလည်းသိချကြည့်ပြီးဥတန်ငယ်နဲ့ပန်းပြူတို့လက်ကတန်ခွင်းတွေနဲ့တူနေတာကိုတွေ့ရတာကြောင့်လန့်နေကြတယ်ရွာသားတွေကလည်းသူတို့တကြီးကိုဒုက္ခပေးပြီးအထင်နဲ့လာရောက်ကာကွယ်ကြခြင်းဖြစ်ပါတယ်ကြော်ထင်ရလဲရွာသားတွေကိုအထင်မလွဲကြစေဖို့ဖြစ်ရတွေကိုရှင်းပြတော့တယ်အဲ့ဒီအခါရွာသားတွေကဘလို့ပဲဖြစ်ပါလေခေတ်ကာလကလည်းမကောင်းတော့ကျုပ်တို့တာမန်ရွာသားတွေမှာဘယ်အဖွဲ့အစည်းကိုမှယုံကြည်စိတ်ချထားလို့မဖြစ်ဘူးဒီတော့ခမရတို့ဘာကိစ္စမှမရှိဘူးဆိုရင်တော့ဒီရွာထွက်သွားကြပါမကြခင်မှာမေတော်လေးပါးခိုင်းသားတွေရောက်လာပြီးသူတို့လူကိုတတ်တဲ့ကိစ္စနဲ့ရွာကိုစစ်ဆေးကြလိမ့်မယ်ကျုပ်တို့ကလည်းဒီတတ်တဲ့ကံပစ္စည်းဖြစ်တဲ့တန်ငွေကိုမယူထားရဲလို့အလောင်းနောက်ကိုပြန်ထားကြရမှာပဲအဲ့ဒီအခါသူတို့ရောက်လာပြီးခမရတို့လက်ကိုတွေ့ရင်ပြဿနာတက်ကြလိမ့်မယ်သွားကြပြီတော့ဗျာကောင်းပါပြီလေကျုပ်တို့လည်းအဖြစ်မှန်ကိုပြောပြပြီးပါပြီတခြားကိစ္စလည်းမရှိတော့သွားကြမှာပါထူးမောင်တို့အဖွဲ့လည်းရွာတွေကထွက်ခဲ့ကြပါတယ်ဘလို့ဆက်လုပ်ကြမှာလဲကိုထူးမောင်ကျုပ်တို့အနေနဲ့ဘာထူးကြီးကိုရှာဖို့အခွင့်အရေးတစ်ခုရပြီပဲဗျာဒီရွာကထွက်သွားလို့ဘယ်ဖြစ်ပါမလဲမကြခင်မဲတော်လေးပါးကိုင်းဝင်တွေရောက်လာကြမှာဆိုတော့ကျုပ်တို့ဆုံးညင်သေးတယ်ရွာသားတွေကကျုပ်တို့ရွာထဲမှာလက်ခံမှာမဟုတ်ဘူးဘလို့လုံမှာတော့ရွာရှိရင်တင်းချိုင်းရှိတယ်ဇရက်ရှိတယ်လေထူးမောင်တို့အုပ်စုကိုရွာသားတွေကလက်မခံကြတာကြောင့်ထူးမောင်တို့လည်းရွာပြင်ထွက်ပြီးတင်းချိုင်းစီရမှာနေလိုက်ကြတယ်အခုညအလောင်းရှိရာကိုမေတော်လေးပါးဂိုင်းသားတွေလာကြမှာဖြစ်တာကြောင့်သွားတွေ့ဖို့အတွက်ကြံစီနေကြတယ်။ဒုမောင်ကလည်းမေတော်လေးပါးဂိုင်းအပါအဝင်ဂိုင်းကြီး၃ဂိုင်းနဲ့မြေအောက်အဖွဲ့တို့ကိုအမြင့်ပြတ်ချေမုန်းလို့သူဖြစ်တာကြောင့်အခုညလည်းမေတော်လေးပါးဂိုင်းကိုတိုက်ခိုက်မယ်လို့တွေးထားတယ်။ညရောက်တဲ့အခါတင်းချိုင်းစီရမှာအလောင်းရှိရာလေကွင်းဘက်ကိုလှမ်းပြီးတော့ကြည့်နေကြတယ်။လာရောင်ခရီးရေးကြောင့်ရွာကိုနောက်ခံထားပြီးအလောင်းကြီးကိုလည်းအတော်ဝေးဝေးမှနေမတိမတာမြင်နေရတယ်။ကတဲ့ဘေးမှာခံမဲမဲတရံနဲ့သာမြင်နေရတဲ့အလောင်းကောင်ကြီးကငြိမ်သက်နေတယ်။ညဦးရအချိန်အထိအလောင်းကောင်မှာဘာမှမထူးခြားပေမဲ့လည်းညက်နက်လာတဲ့အခါမှာတော့အလောင်းကြီးကလှုပ်နေတယ်။လှုပ်လာတာကလည်းတဖြည်းဖြည်းမဟုတ်ပဲတဆက်ဆက်တုံနေခြင်းမျိုးပဲဖြစ်တယ်။ပြီးနောက်ပြန်လည်ငြိမ်သက်သွားတယ်။အဲ့ဒီအခါအလဲကောင်းရွာဘက်မှာခွေးတွေအသေးတန်ဦးကြတော့တယ်။အိတ်တန်းမှာငှက်တွေကလည်းလန့်ပြန်ကြပြီးကတောင်ကနေဖြစ်ကုန်တယ်။အလောင်းကောင်ကြီးကအနီးရောင်အလဲဆက်တချို့ပွားကနေထွက်လာပြီးတနေရာကိုဦးတီသွားတာကိုလည်းတွေ့ရပြန်တယ်။အဲ့ဒီအခါထူးမောင်တို့လည်းမေတော်လေးပါးကိုင်းကပညာသည်တွေလာပြီးဆိုပြီးတော့သိလိုက်ကြတော့တယ်။အလောင်းနောက်အားလုံးသွားကြမှာလား။မဖြစ်ဘူးကိုကျော်တဲ့။ဦးတောင်ငယ်နဲ့ပန်းပြူတို့အနေရများလို့နေဗျ။ခမည်းဆောင်ရင်နဲ့ကြမ်းရစ်ပါကျုပ်သွားမယ်။ထူးမောင်ကမျက်လုံးမှစီထားတဲ့ဘဝကျိုးအနက်ကလေးကိုဖြီးချလိုက်တယ်။အားလုံးအားသင့်သွားကြတယ်။ထူးမောင်မျက်လုံးမှာဘာတန်ရမှမရှိတော့ပဲအကောင်းပကတိဖြစ်နေတယ်။အဲ့ဒီကဦးတန်ငယ်ကထလာပြီးထူးမောင်ပြန်ကောင်းသွားတာလား။မျက်လုံးကပုံစံမပြတ်ပေမဲ့မမြင်ရပါဘူး။စက္ခုဓာတုကျင့်စဉ်နဲ့သာအာရုံခံပြီးတော့သွားလာလှုပ်ရှားနေရတာပါဘဝကစီးကျင်လို့စီးထားတာဒုမောင်စကားကိုကြားရပန်းဖြူကပြုံးလိုက်တယ်မျက်လုံးတွေပုံစံမပြတ်ပဲအစိတ်တန်ရတက်တာသွားပြီမေသူစီးပေးထားတဲ့ဘဝကိုမဖယ်ပဲစီးထားတာကြောင့်ကျေနပ်နေတယ်ဒါအပြင်ခန္ဓာကိုယ်မှာခြုံထားတဲ့ပန်းဖြူပေးတဲ့ဘဝနက်ကိုလည်းဖယ်လိုက်ပြီးပန်းဖြူစီကမ်းပေးတယ်ပန်းဖြူလည်းအမျက်လှမ်းယူပြီးထူးမောင်ကိုဓာယူပေးတယ်ထူးမောင်ကသူ့ရဲ့အတွင်တရံကိုမပေါ်လွင်စေဖို့အတွက်ဂုတ်ပေါ်ကျနေတဲ့သပင်းကိုခေါင်းပေါ်ဆုထုံးလိုက်တယ်ဓာကိုလည်းခါမှမချိတ်ပဲဆက်လွယ်တိုင်းလိုက်ပြီးဦးသက်ငယ်စီကဆေးပြက်လက်ကြီးကိုယူဖွာလိုက်သေးတယ်။အဲဒီလိုရုပ်ပြက်လိုက်တဲ့အခါထူးမောင်ကအသွင်တစ်မျိုးပြောင်းလဲသွားပြီးတော့ကြည်ကောင်းနေတာကြောင့်ပန်းဖြူလည်းအပြုံးမရက်ပဲရှိတယ်။မတောက်တက်ပဲဆေးပြက်လက်ဖွာဟန်ကသဘောကျစရာကောင်းနေတယ်။ထူးမောင်လည်းမန်တန်ပရာပိုက်ကြီးကိုတေချာဆောက်ရှောက်ဖို့အတွက်မှားထားတယ်။အခုမှအဖွဲ့ထဲဝင်ရောက်လာတဲ့ကြော်တင်ကိုလည်းယုံကြည်ထားတယ်။အဲဒီနောက်ထူးမောင်လည်းအဝေးကလာနေတဲ့မေတော်လေးပါးဂိုင်းသားတွေနဲ့လူသေးအလောင်းကြီးတို့ကြားမှာခီးသွားတအုပ်လိုကတ်တီတီကြီးဟန်နဲ့ဖျက်လျှောက်တယ်။ညီးလာတဲ့အခါမေတော်လေးပါးဂိုင်းဝင်တွေကိုပြပြပြင်းပြင်းမြင်လာရတယ်။အမျိုးသမီးတွေသာများပြီးတော့သူတို့အကြီးကဲကအစအမျိုးသမီးကြီးဖြစ်တယ်။ယောက်ျားအနည်းစုကအခြေပအချို့နဲ့တတ်တော်ဆောင်အချို့ဖြစ်တာလိုက်ပါလာကြတယ်။ထူးမောင်ကိုအမောင်တဲရုတ်တရက်မြင်လိုက်ရတဲ့အခါဘယ်သူဘယ်ဝါမှမသိတာကြောင့်ယောက်ျား9ဦးလောက်ကိုမေတော်ကြီးဆိုသူကအမိန့်ပေးလိုက်တယ်။အဲ့ဒီအခါဂိုင်းသားတွေလည်းတလွတ်ကင်ပြီးထူးမောင်ရှိရာပြေးဝင်လာကြတယ်။ထူးမောင်လည်းအမောင်ထဲမှာဝိုးတော်အာယုံနဲ့လာနေတဲ့ခြေတံတွေကိုနားဆွင့်ရင်းနဲ့တန်သေးဓာတ်ကိုဆွဲထုတ်ကကြောပေးစောင့်ဆိုင်နေလိုက်ပါတယ်။ပရိသတ်များရှင်
အခုတင်ဆက်ပေးခဲ့တဲ့စာရေးဆရာမင်းဟိန်ခန့်ဥတ္တာဒီပရေးသားထားတဲ့မန်တန်ထူးမောင်နဲ့ပညာသည်အလောင်းအပိုင်း31မှာပြီးဆုံးသွားပြီပဲဖြစ်ပါတယ်။နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။